ပစုံကင်စားတာကြီးပဲရိုးလာလို့ဒီနေ့တော့ပစုံကိုပေါင်းစားမယ်ရှင်ပစုံအကောင်ကလည်းအကောင်ကြီးလေးတွေတွေ့တော့ဆိုတော့ကျမလည်းအဲ့ဒီ3ကောင်ဝင်လာခဲ့လိုက်တယ်ရင်းနှင်းဝင်နဲ့ပေါင်းစားမှဆိုတော့ဘာမှထွေထူးလုံးမနေတော့သူ့မှာပါတဲ့လက်ချောင်းတွေကိုဖြုတ်လိုက်တယ်သွားဖြုတ်ခေါင်းထဲမှာပါတဲ့ချီတုပ်ကြီးထုတ်ပြီးတော့ဒါတန်ရှင်းလုပ်ပြီးသွားပြီပေါ့ရှင်ခဏလောက်ပေါင်းပြီးပြီဆိုရင်တော့အထက်ထဲမှာအစီရောအသားရောကြက်နေတဲ့ပစုံကြီးတွေရပါပြီဒီတစ်ခေါက်တော့ပစုံပစ္စည်းလေးလို့မပြောတော့ဘူးเนาะကုမရှာပေးလဲရတယ်ပစုံပေါင်းတာတို့ကင်တာတို့ဆိုရင်လေအခွန်နဲ့လောက်တာပို့ပြီးတော့အဆင်ပြေတယ်အခွန်ချွတ်လိုက်ပြီဆိုရင်အဲ့ဒီပစုံကပို့ပြီးကျုံသွားတယ်လို့ခံစားရတယ်ခေါင်းထဲမှာကတော့အစီကအပြည့်ပဲဒီလို seafood sauce လေးနဲ့ဆိုင်အရန်ဆောက်လို့ကောင်းတာအကောင်ကြီးကိုပေါင်းလိုက်တာဆိုတော့အသားကတော့အထက်ထဲမှာအပြည့်ပဲတကိုက်ဆိုတကိုက်အသားအပြည့်နဲ့ကိုဝါလို့ကောင်းတယ်ဒါကတော့သူ့ရဲ့လက်ချောင်းလေးတွေပေါ့ရှင်အဲ့ဒီလက်ချောင်းကလေတော်တော်အလေးချိန်စီးရတော့ဖြုတ်ပြီးတော့ချိန်ပေးပါဆိုတော့အဈေးတဲ့အန်တီရမရောင်းတော့လဲကျမလည်းအဲ့ဒီလက်ချောင်းတွေမှာချိန်ပြီးဝယ်လာခဲ့ရတာအဲ့တော့လဲဝယ်လာကျိုးနှံ့အောင်လို့လက်တွေပါထည့်ပြီးတော့ပေါင်းစားလိုက်တာပေါ့ရှင်ပစုံလက်ချောင်းကိုလေ sauce နဲ့တို့စားရတဲ့ဆိုင်မယောနီစ်နဲ့စားတာပို့ပြီးတော့စားလို့ကောင်းတယ်လို့ခံစားရတယ် sauce နဲ့တို့စားရင်လည်းစားလို့ကောင်းပါတယ်အရသာတစ်မျိုးစီပေါ့အမှန်တော့ဒီပစုံကကျမစားချင်လို့ဝယ်တာမဟုတ်ကျမကောင်လေးစားမလို့ဆိုပြီးတော့ဝယ်လာတာပဲဒါပေမဲ့ကျမလည်းမနေနိုင်လို့စားလိုက်ပြီဒီလိုပါပဲပတ်စံကုန်မဲ့ကိစ္စတွေဆိုသူများခေါင်းတင်ပြီးကိုယ်လည်းကတ်စားတတ်ရတာပေါ့စောင်းနေကြည့်ပေးလို့ကျေးဇူးပါ bye